Loyado, hoy enseñaré. Changing to saga me, pitching me. The lone eye, ne shines on my. Oh, me twenty day, Matiari. Hello, commentarios ပိုင်းအသိမ်းမှာဒီတစ်ခါတော့အသိမ်းချင်းတောင်းကိုရောက်နေပါတယ်ဒီချင်းတောင်းမှာရှိတယ်အိုင်စီမအရောက်မှာဟော့နေတဲ့ coffee ဆိုင်နဲ့အသိမ်းမိတ်ဆက်ပေးမယ်ကွယ်သူကကြတော့အချိန်ရမှာဒီ coffee ဆိုင်ကိုသွားပါနော်ဘာလို့လဲဆိုတော့အသိမ်းတို့ဒီချင်းတောင်းကိုသွားရတယ်လမ်းကနေပြီးတော့သူကမိနစ်30လောက်ဖြတ်ပြီးတော့ကိုယ်လာတာကွာတောင်ကျော်လမ်းကြီးကိုဖြတ်ပြီးတော့မှငွေလမွေကောက်လမ်းတွေကိုဖြတ်ပြီးတော့မှအသိမ်းတို့ဒီ coffee ဆိုင်ရောက်တာပါအဲ့တော့ချင်းတောင်းသွားတဲ့ highway လမ်းကြီးကနေပြီးတော့မိနစ်30ထပ်မှအောင်ပါမယ်နော်အဲ့တော့အချိန်ရမှာပဲသွားပါကဲဒါဆိုရင်အသိမ်းဘယ်လောက်လာလဲဆိုတာလိုက်ပြီးတော့ပြပေးမယ်ကွယ်ကဲဒါဆိုရင်သွားလိုက်အောင် let's goကဲစိုင်းနမရကြတော့အသိန်းတော့ Bantan TV လို့ခေါ်ပါတယ်ကဲဒါဆိုရင်အသိန်းတော့ဝင်ပြီးတော့ကြည့်လိုက်ကြရအောင်သူကကြတော့ဒီမှာ parking ရှိရကွာအဲ့ parking ကနေပြီးတော့အသိန်းတော့ဆက်ပြီးတော့အောက်ကိုဆင်းသွားမယ်ကဲလိုက်ပြီးတော့ကြည့်ပေးကြပါအောင်ကဲတော့မယ် let's go ကဲဒီရောက်ကိုဆင်းသွားမယ်ဆိုရင်အဲ့ခက်ပေးကြပါအောင်နော်ကဲတော့မယ်ကဲဒီ Bantan TV ဆိုတဲ့ဒီ coffee ဆိုင်လေးကကြတော့သူကအဓိက home stay ပါ home stay ကနေပြီးတော့မှcoffee ဆိုင်နဲ့တွဲပြီးတော့ဖွင့်ထားရပေါ့နော်အဲ့တော့ဒီတိုင်းမှာ home stay လာရင်လည်းတဲလို့ရတယ်အဲ့လိုမှမဟုတ်အသိန်းတို့လိုပဲvisitor နေနဲ့လည်းဒီမှာလာပြီးတော့ coffee တွေမုန့်နေအဲ့မှာဒီမှာစားလို့ရတယ်တောက်လို့ရတယ်ကွဒါဆိုရင်လိုက်ပြီးတော့ကြည့်ပေးကြပါအောင်ကဲထပ်ပြီးတော့အသိန်းတို့လမ်းလေးရှော့လိုက်ကြရအောင်လမ်းကတော့ပြည့်ပါတယ်ဒါမဲ့ပြန်တိုက်တော့လည်းတော့မှတ်မယ်ကွကဲဒါဆိုရင်တော့အသိန်းတို့စမ်းချောင်းလေးပြမှာရှိတယ် coffee ဆိုင်လေးကိုတွားပြီးတော့ကြည့်လိုက်ကြရအောင်ကွတွားမယ် let's goကဲနောက်ဆုံးတော့ရောက်ပါပြီ Bantan TV ဆိုရဲဒီဘက်မှာရှိတယ်အသိန်းတို့အိမ်လေးနဲ့ထက်နဲ့ရှိတယ် coffee ဆိုင်မှာကဲဒါဆိုရင်အသိန်းတို့တွားပြီးတော့ကြည့်လိုက်ကြရအောင်တွားမယ် let's goဒီ coffee ဆိုင်လေးက TikTok မှာလည်းအရန်ကိုဟော့ထားတဲ့အတွက်ကြောင့်မို့လို့လာတဲ့သူတွေအရန်ကိုများပါတယ်။ကဲဒီဆိုင်လေးမှာဆိုရင်လည်းလိုချစ်စရာကောင်းတဲ့မြောင်လေးတွေအများကြီးရှိပါတယ်နော်။ကဲဒီဆိုင်မှာရတဲ့ထမင်းကြော်လေးကလည်းတကယ်ဥမကိုကောင်းပါတယ်။စက်သားထမင်းကြော်လေးတစ်ပွဲကိုပတ်တရာဝင်ခြင်းမှာ coffee အေးတစ်ခွက်ကိုအသိန်းတို့85-90ဝင်ခြင်းရှိပါတယ်။ဒီဆိုင်လေးရဲ့ထူးခြားချက်ကသူကတောနက်ကြီးထဲမှာရှိတဲ့ချောင်းလေးဘေးမှာရှိပြီးတော့ဓာတ်ပုံရိုက်ချင်တဲ့သူတွေအတွက်ကလည်းအရန်ကိုမအောင်မိုက်တဲ့နေရာတစ်ခုပါ။အဲဒီတော့ချင်းနှောင်းကိုတကယ်လို့သွားလို့အချိန်ရတယ်ဆိုရင်တော့ဒီ coffee ဆိုင်လေးကိုဝင်ခဲ့ပါနော်။နောက်ပြီးဒီစမ်းချောင်းပေးလေးမှာထိုင်ပြီးတော့လူမျိုးရှုကင်းလေးတွေကိုမိုက်စားကြည့်ရင်ဓာတ်ပုံလေးရိုက်ရင်လည်းဖြတ်တန်းလို့ရပါတယ်အသိလိပ်စာလေးကိုကွန်မန့်မှာချပေးထားပါတယ်ကြည့်ပေးကြလို့ကျေးဇူးအများကြီးပဲတင်ပါတယ်အားလုံးပဲတက်တာ